အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်ဟောင်းသူကကြီးကအဲ့ဘလို့ရမလဲပြောမယ်ပေါ့နော်။နောက် go to Google ဝယ်တဲ့ဝင်လိုက်ဒီကြရင်ကျွန်တော် GEODE download လို့ရလိုက်ပေါ့နော်။ install ချလို့ရလိမ့်မယ်သူက download for Android ကိုနှိပ်လိုက်ပေါ့နော်ဒီမှာ download လုပ်လိုက်ကျွန်တော်ကတော့ download ပြီးသားဆိုလို့ပေါ့နော်အဲ့ဟာကို download ပြီးရဆိုရင်အဲ့ဟာကိုအဲ့ file ကို open လုပ်လိုက်ပေါ့နော်အဲ့ဆိုသူကဒီလိုပြလိုက်မယ်ကျွန်တော် download ပြီးသားဆိုတော့ update လို့ပြောပြီးတော့ကျ install လို့ပြောလိုက်မယ် install ကိုနှိပ်လိုက်အဲ့ဆို installing လို့ပြရဆိုခဏစောင့်လိုက်ပေါ့နော်ရည်အဲ့ဆိုဝင်လိုက်အမတို့ကအဲ့အကုန်လုံးရှိရဟာအကုန်လုံးအဲ့ accept လုပ်ချလိုက်အားဆိုပေါ့နော်ပြီးရင် let's နေလိုက်အဲ့ဆိုခဏဆောင်လိုက် let's လုပ်ပြီးပေါ့နော် and hop script ကကြောင့်လေမုံမေဂါဟန်နဲ့တူလို့ကျွန်တော် download လည်းပြောမယ်ပေါ့နော်အဲ့ဆိုရင်အရင်ဆုံး download ကိုသွားပြီးတော့ ECLIPED လို့ရိုက်လိုက်ဟုတ်ပါ EC လို့ ECLIPSE လို့ရိုက်လိုက်တယ်ဆိုဒီမှာဒီအားလေးပေါ့နော်ရောက် view ကိုနှိပ်လိုက်ပြီးလိုက်အဲ့ဒီမှာ install လို့ပါလိမ့်မယ်ပေါ့နော်အဲ့ install နှိပ်ပြီးခဏလောက်စောင့်လိုက်ပေါ့နော်အဲ့မှာဒီမှာ install တော့ကျွန်တော်လုပ်ပြမယ်ပေါ့နော်ဒီမှာဒီဟဲကိုဝင်ဒီမှာECLI အဲ့လိုရလိုက် ECIPSE လို့ရလိုက်ပဲအဲ့ဆိုသူကဒီဟာလေးပြလိုက်မယ်ဒီမှာ install ကိုနေလိုက်ပါနော်ဒီပါစလေးတရားပြည့်ရဲ့အထိစောင့်လိုက်ပါနော်စောင့်ပြီးတရားပြည့်ရဆိုရင်ဒီ start now ကိုနှိပ်လိုက်အဲ့ဆိုဒီချန်ဒီဟာရပြီပေါ့နော်အဲ့ဆိုအရင်ဆုံးဟိုဟာဒီဟာတဲ့ဝင်ဒါကိုထက်ဒီဟာတဲ့ဝင်ပြီးတော့ဒီမှာဒီခိုကနေပြီးတော့ IMG GUI ဆိုတာကိုလောက်ပြီးတော့ apply နှိပ်ပြီးတော့လောက်ပါပြီးတော့အဲ့ဟိုဟာလေးကိုနဲ့အဲ့ဒီ menu ကိုအောက်လေးနဲ့ထားလိုက်ပေါ့နော်အဲ့ဆိုရင် there you have it goodbye see you later